လိုက်ကာဆွဲပေါ်ပါတရုတ်ဆောင်ထူးချွန်စုကိုတင်ပိုက်ခဲ့သူဇက်ဖွဲ့ရဲ့အောက်ခြေသိမ်းအလို့မှပြိုင်စားမပေါ်နိုင်ငံကျော်ကဲကဟာတာဘီနှုတ်ခမ်းဝေးကားစူးရှော့ကြည်လင်လှပတော့အတန်ပိုင်ရှင် So how is it this time? တွေ့တာလူပါဝါကင်းတော့ငါပြောင်းကြတော့ကြည်စရာပါ မျက်နှာမြင်တာနဲ့ဘဝအမိုးတွေပြေပြောက်စေတော့ဟာတာပင်နာရှင်မော့ ရမယ်စင်လူကကြောင်မနွားနော်ဓမ္မစင်လူကကြောင်မနွားအေးယူပါတော့ပါငါမင်းသူမယောက်ျားလေ 1954မေလ23ရက်တိုင်းအေရာလေးမျက်နှာမြို့ရေတိုးချုံးတော်လေးဒီရွာမှာစင်းရဲတဲ့မိသားစုကမွေးဖွားခဲ့တဲ့မောင်တင်ဝင်းဆိုတဲ့ခြားတင်လေးဟာတပင်ယူဆက်ယူအရက်တဲ့လူရှင်လူနောက်စီမိဘဆရာကျင်းလုံးနဲ့မိတ်ဆွေဖြစ်ခဲ့သူပါနွားကြောင်ရင်အတန်ကြောင်နဲ့တချင်းဆို၍ကခုံနေတတ်ပြီးရေတန်နဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့ကောင်လေးပါ30နှစ်ခန့်အရွယ်မှာအကူဖြစ်သူဇီးသီးချွေနေတာကိုမကောက်ပဲမောက်ကြည့်နေ၍မောင်တင်ဝင်းမှမောင်မောလူနာမည်တွင်ခဲ့ပါရဲ့ဒါပေမဲ့ကန်ကြမာကသူ့ကိုမော့စ်လူခေါ်မဲနေကိုစောင့်နေခဲ့တယ်စေမာတင်ဆက်တဲ့ပင်တင်ဝင်းတို့အရပ်ကိုရောက်စဉ်စဲဖွဲ့ပြန်ခြင်းလူငယ်တင်ဝင်းကလိုက်သွားပါတယ်အောက်ခြေသိန်းအလုတ်ကစတင်ပြီးစင်မြင့်အောက်မှာစင်မြင့်ဘုံကိုအိမ်မက်မက်ခဲ့သူပါ1980ဝန်းကျင်တွင်ဦးစိန်ယူဦးရွှေပြိုင်တို့လိုလူရွှင်တို့ကြီးတွေထံဟာတာပညာသင်ယူခဲ့သူဖြစ်ပြီး1980နောက်ပိုင်းမင်းသားမိုးမင်းတို့နဲ့ဒါရိုက်တာမောင်စိတ်တာအစံလမ်းတွေမှာမိုးဒီမော့စ်လိုဆိုရဲ့အတွဲနဲ့ပရိသတ်ရဲ့နှလုံးသားထဲဝင်လာခဲ့ပါတယ်ဇက်ခုံပေါ်မှာ Bruce Lee လိုတရုပ်ဆောင်လို့ Bruce Lee Moss နဂါလီမော့စ်နာမည်ကြီးထွားခဲ့ပြီးဇက်တပင်အနေဗီဒီယိုရုပ်ရှင်လောကထဲကူးပြောင်းပြီးမင်္ဂလာဦးညကခန်းရဲ့ပြဇက်ဟာဗီဒီယိုခစ်ဥပိုင်းအငားဆုံးချစ်ပြီးဖားတလုံးရွှေရိုးစကားနဲ့အောင်မြင်မှုတကားဖွင့်ခဲ့ပြီးပရိသတ်အသေးနှလုံးကိုသိမ့်ပိုက်ခဲ့ပါတယ်ဟာတာရာဇဝင်းအချစ်ဟာတာဒီမှာဇက်ပိုလဲဖြစ်စဉ္ညာလဲဖြစ်အဓိကတရုပ်ဆောင်လုံရင်းအနုပညာသားဝန်ကိုထဲဆောင်ရင်းမော့စ်အပြင်းစားအော်လန်ရောက်ခုမှနိုင်စေခေဟောင်းလူပြိုကောင်းတော့နေ့ပျော်တောင်ပျော်သေးတယ်တကူတော်သေးစီးဒီနဲ့ရုပ်ရှင်ဗီဒီယိုအခွေးပေါင်းများစွာနဲ့ချစ်တော်ပရိသတ်အတွက်ပေးဆံနေရင်2017ခုနှစ်ဒါရိုက်တာထူးတော်စောရဲ့ထာဝရအလင်းတန်းလာဇက်ကားနဲ့အကောင်းဆုံးအမျိုးသားဇက်ပို့စုကိုရခဲ့ပါတယ်2013ဖေဖော်ဝါရီလ23ရက်နနက်4:20မိနစ်တွင်ဟာတာဘရင်မောင်တင်ဝင်းခေါ်မောင်မော့ဟာအသေးယောဂါနဲ့စင်မင်းဘော်ကနေကစင်းသွားခဲ့ပါတယ်ဒါပေမဲ့ရဲဖန်းတွေဇက်ကားတွေအမတ်တရတွေကပရိသတ်အသေးသေးမှာမတည်တဲ့အမှုပညာအဖြစ်ကြံခဲ့ပါတယ်ခင်ဗျာစင်းရဲခြင်းနဲ့မွေးဖွားရာအရက်အောင်မြင်မှုကိုတားမထားနိုင်ဘူးဆိုတာရေတိုးချောင်းတော်ကခြားတိတ်လေးမော့စ်တက်တည်ပြခဲ့တယ်ခင်ဗျာမိတ်ဆွေတို့မော့စ်လို့ပြောလိုက်ရင်မျက်စိရှေ့ကိုဘာပထမဆုံးပေါ်လာတယ်လဲပြောရပါအောင်ခင်ဗျာကျွန်တော်ကတော့နှုတ်ခဲမွေးကားနဲ့အတန်ဆူးဆူးရဲပါပဲခင်ဗျာ